လုပ်ငန်းတစ်ခုကြာရှုံးရတဲ့အဓိကအကြောင်းရင်းက marketing ညံလို့မဟုတ်ဘဲနဲ့ marketing အရန်ကောင်းလဲလို့ကျွန်တော်ပြောလိုက်လို့ရှိရင်မိတ်ဆွေတို့ထူးဆန်းတော့ပါလိမ့်မယ် marketing ကောင်းရင်ရောင်းရမှာလို့ထင်စရာရှိပါတယ် marketing ကောင်းရင်အယောင်ကောင်းတယ်အယောင်ကောင်းလို့ရှိရင်လုပ်ငန်းအောင်မြင်မှုလို့အထင်စရာရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့မိတ်ဆွေတွေရဲ့လုပ်ငန်းလေးပတ်မှုစနစ်ကအဆင်သင့်မဖြစ်သေးပေနဲ့ marketing တွေအကြီးကြီးလုပ်ပြီးတော့ customer တွေကိုဆေးခေါ်လိုက်တာကကိုယ့်ရဲ့အမှားကိုလူတွေအများကြီးသိအောင်ကြီးညာလိုက်တာနဲ့အတူတူပါပဲမိတ်ဆွေက marketing ကောင်းလို့ဝေသူတွေအလုံးရင်းနဲ့ရောက်လာတယ်ဆိုပါစို့ဒါပေမဲ့မိတ်ဆွေမှာ order လက်ခံမဲ့သူတွေလုံလောက်မရှိဘူး delivery ပို့တာကြာတယ်ဝန်ဆောင်မှုကစနစ်မကျဘူးဆိုလို့ရှိရင်အဲ့ဒီ customer တွေကမိတ်ဆွေတို့စီကိုနောက်တစ်ခါဘယ်တော့မှပြန်မလာတော့သလိုတခြားသူတွေကိုလည်းမဝေဖို့အတွက်တိုက်တွန်းကြပါလိမ့်မယ်ဒါကြောင့်လုပ်ငန်းတစ်ခုပေါ့နော်ဒီအလုပ်လုပ်ပြီဆိုလို့ရှိရင်လုပ်ငန်းဆက်ဆာရှင်းမှာ marketing နဲ့ပိုရည်ကြတာက operation မှာမိတ်ဆွေရဲ့ operation စနစ်ကောင်းမှာ marketing ကမိတ်ဆွေရဲ့လုပ်ငန်းကိုရေရှည်အောင်မြင်အောင်အကူအညီပေးနိုင်မှာဖြစ်ပါတယ်မိတ်ဆွေရဲ့လုပ်ငန်းမှာရောအဲ့ဒီ operation စနစ်ကိုအသေးချာလုပ်နေပြီလားပေါ့နော်ဒီ operation စနစ်နဲ့ပတ်သက်ပြီးတော့လောက်ရတာအခက်အခဲဖြစ်နေတယ်ဆိုလို့ရှိရင်လည်း comment မှာမေးတော့ခေလို့ရပါတယ်ကျွန်တော်နောက်ပိုင်းမှာလုပ်ငန်းတွေဘယ်လိုလေပတ်အောင်လုပ်ရမလဲ marketing နဲ့ဆေးနေပြီးဟာတွေဘယ်လိုချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြတော့ဖို့ရှိပါတယ်လုပ်ငန်းရှင်တွေနဲ့လုပ်ငန်းလေးပဲပုံတွေ marketing ဆေးနေပြီးဟာတွေကိုဆက်ပြီးလေ့လာရှင်းနေဆိုလို့ရှိရင်ကျွန်တော် channel လေးကို like and follow လေးလုပ်ပေးထားပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်